မှာလာရှိတဲ့1000လေးပြည်မှာဆိုရင်ဒီမှာတို့ MUS မှာ health promotion ကိုလုပ်သွားခဲ့ပါတယ်ဒီမှာဆိုရင်ပထမပိုင်းအနေနဲ့ဘာလို့မနေ့စောကြီး9:45လောက်မှာဆိုရင်တောင်ဝင်ကိုဆက်သမားတွေနဲ့အတူတူတောင်ကျောင်းသားတွေပါဝင်ပတ်ခတ်ကြပါတယ်ပတ်ခဲ့ပြီးနောက်မှာဆိုရင်ဒီမှာတို့ worship ကိုဆက်သမားတွေနဲ့တောင်ကျောင်းနဲ့လုပ်ခဲ့ပါတယ်အဲ့ပြီးရဲ့ခါမှာဆိုရင် aerobic ကိုဆက်သမားတွေကတယ်နောက်ပြီးရဲ့ခါမှာဆိုရင်ဒီရလိုက် aerobic ကိုရန်ခဲ့ကြပါတယ်တမ်းပြီးရဲ့ခါမှာဆိုရင်ကျွမ်းလို့ရဲ့အတူတူကလည်းကာခက်ကြပါတယ်ဒုတိယပိုင်းအနေနဲ့ကကြတော့ဒီဘက်ကူနေတဲ့ physical health သမားတွေကဆိုရင်သူရဲ့သက်ဆိုင်တဲ့အဲ့မှာရေကူပြားတွေကိုအပေါ်လိုက်ပြီးကြော်လာမှာဖြစ်ပါတယ်။ငါတို့ဟမ်မိုင်းနဲ့ဖွဲ့ရကြတော့ဒီမိုင်းစီလာကြည့်လို့မယ်။ black grouping ခွဲရတယ်ဖြစ်မယ်။ color skin လိုက်ရတယ်ဖြစ်ပါမယ်။တခြားအရာတွေလည်းအများကြီးပါခဲ့ပါတယ်။အခုချိန်မှာကျမတို့လှုပ်ဆောင်ချက်များကိုကြည့်ကြပါစို့။အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင် MBS ကျွန်တော်ဒီမှာဆိုရင်ထဲဝင်လာမှာများစက်သမားများနဲ့ကြောင်တော်များအောင်ဆောင်ပြီးတော့ဒီလုံးကျမကြီးနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်လှုပ်ဆောင်တော့ပြပါတယ်ကျွန်တော်အရင်ဆုံးဒီယခု9:45မှာဆိုရင်ကျွန်တော်ကျောင်းသားကျောင်းသူစက်သမားများအကုန်လုံးတန်းစီပြီးတော့ခြေတက်တော့ပြပါတယ်ခြေတက်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်ယောက်ျားလေးပေါ်လာပြီးနာအစီမှာကျွန်တော်worship လုပ်တော့မှာပြပါတယ် worship လုပ်ပြီးတော့ကျွန်တော်ဒီ Arabic အကာကိုနေ့အလိုက်ဘာရှိစကင်ရတာရခေါ်ရသည်ကျွန်တော်ပြပွဲရှိမှာဖြစ်ပါတယ်ပြပွဲပြတဲ့အခါမှာကျွန်တော်ဒီ8နာရီနောက်ပိုင်းမှာဆိုရင်ကျွန်တော် health screening လုပ်ဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်ဟိုချိန်မှာခြေတက်တော့ဖြစ်ပါတယ် Crushing ပါဗျာဒီမနေ့တာတော့နေကြတဲ့ crushing ကိုကျေးဇူးတင်ပါတယ်ညတာလို့ကျွန်တော်တို့ပေးကစား extra green ကို crushing ပေးတယ်ကျေးဇူးတင်တယ်ဒီနေ့လောက်ဆောင်မိအစီအစဉ်အားလုံးကို crushing တာစက္ကန့်အနံပါတယ်ဒီစီစဉ်ဒီကျွန်တော်တို့အတွက်ကောင်းချီးမင်္ဂလာဖြစ်စေဖို့ crushing မသာပါဝင်သွားမယ့်သူဦးစီးတယောက်စီပေါ့ရောက်သူပေါ်နိုင်လည်းပဲကောင်းချီးမင်္ဂလာ crushing တွေဝတ်သွားချပစ်နာလို့ပါဘာရတော်ရရှိခရီးနာမကိုပြုစတမ်းပါဤအာမင်
မင်္ဂလာပါ Thank you so much ကျွန်တော်တို့အခုဖာဆိုမလဲဆိုရင်ကျောင်းတော်ကြီးတချင်းကိုဆိုပါမယ်ဆိုပြီးရတယ်ဆမ်မခမ်ချင်းကနေပြီးတော့ကျွန်တော်တို့ကိုပြုကိုွယ်ချင်းအစီအစဉ်စတင်ဖို့ဆုတောင်းပေးသွားမှာဖြစ်ပါတယ်အဲ့ဒါပြီးရဲ့နောက်ပိုင်းမှာဆရာကြီးဦးသိန်းနာကနေပြီးတော့ကျွန်တော်တို့ message deliver ပေးပါမယ်အဲ့ဒါပြီးတဲ့အခါ closing prayer အနေနဲ့ဆရာကြီးဦးမျိုးစောထွန်းကနေပြီးတော့ဆုတောင်းပေးသွားမှာဖြစ်ပါတယ်အဲ့ဒါပြီးရတယ်ကျွန်တော်တို့ exercise အစီအစဉ်ကစတင်တော့မှာဖြစ်ပါတယ်ကျောင်းတော်ကြီးတချင်းကိုတူတူပါဆိုရအောင်အားရပါရဆိုမယ်လက်ခုပ်တီးနိုင်တယ်ဒီလက်ခုပ်တီးမယ်အချင်းလာမှတူမယ်Ya bu enggak itu lah. Source of healing and hope to those who participate today. In Jesus' name, amen. ရှင်ယောဟန်ဩဝါဒစာတတိယဆောင်ခန်းကြီး1အငယ်1အချင်းချစ်သူတင်းဤစိတ်နှလုံးသည်ကောင်းစားတကယ်တို့တင်းသည်အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်း၏ကျမ်းမာခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်လိုက်တဲ့အခါမှာအရေးကြီးတယ်။တမန်ကျမ်းစာကဒီကျမ်းမာခြင်းနဲ့ပတ်သက်ပြီးတော့ရှင်ဘောလူအကျင့်ပဲပြောထားတာကိုလည်းကျွန်တော်တွေ့ရတယ်။သူ့ရဲ့လူတွေသူ့ရဲ့အသင်းသူအသင်းသားတွေလို့ပေါ်ဆောင်ဘက်တွေစာတွေအားဖြင့်သူဝိညာဉ်ရေးနဲ့ကျမ်းမာရေးပူးတွဲပြီးတော့ရေးသားအားပေးတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်လို့ဝိညာဉ်ရေးနဲ့ကျမ်းမာရေးဆိုတာကပွဲခြားပြီးတည်တံ့ထားလို့မရဘူး။နော်။ယနေ့မှာဒီမနေ့မှာကျွန်တော်တို့
ခွန်အားယူသွားမယ်ခေါင်းစဉ်လေးကတော့ပါလဲဆိုတော့ယေရုရှလင်မြို့ကြီးပျက်စီးရခြင်းအကြောင်းယေရုရှလင်မြို့ပျက်စီးရခြင်းရဲ့အကြောင်းယေရုရှလင်မြို့လို့ပြောတဲ့အခါကျတော့ဗိမာန်တော်ကိုသွားမြင်အောင်ကြည့်အဲ့ဒီဗိမာန်တော်ကြီးဘာကြောင့်ပျက်စီးယိုယွင်းသွားရမလဲဒါနဲ့ပတ်သက်ပြီးတော့ကိုရိန္သုပထမသောခန်းကြီး6အငယ်19မှာဒီကျမ်းပိုက်လေးကဘာပြောထားလဲဆိုတော့တမန်ကျမ်းစာကိုကျွန်တော်တို့နော်ဖတ်ရှုကြည့်ကြရအောင်6:19မှာဆိုလို့ရှိရင်အဘယ်သို့နည်းတင်တို့ကိုခန္ဓာသည်ဘုရားသခင်ပေးသနာတော်မူသောဝိညာဉ်တော်သည်ဟူသောတင်တို့အထက်၌ကျိန်းဝတ်၍တန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်းမသိကြသလောဗိမာန်တော်ယနေ့ယေရုရှလင်မြို့ကြီးရဲ့ဗိမာန်တော်ဘာကြောင့်ပျက်စီးသွားတယ်လဲဆိုတော့အချက်နှစ်ချက်လောက်သွားတွေ့တယ်တစ်ချက်ကဆိုလို့ဘုရားသခင်ကတားမြစ်ထားတဲ့ယုတ်တုစင်တုအကျင့်စာရိတ္တပေါက်ပြက်တဲ့အကြောင်းရင်းတွေကြောင့်ယေရုရှလင်မြို့ရဲ့ဗိမာန်တော်ကပျက်စီးသွားရတယ်ဓမ္မရာဇဝင်စရုပ်လာဆောင်အခန်းကြီး20နော်ပေါ်ပြထားချက်အရာဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုတော့ဇဒခါယေဆိုတဲ့မင်းကအသက်22နှစ်မှာမင်းဖြစ်ခဲ့ဒီဣသရေလလူမျိုးတွေရဲ့မင်းဇဒခါယေမင်းဖြစ်ခဲ့တဲ့အချိန်မှာအကျင့်စာရိတ္တယုတ်တုစေတုကိုယ်ပဲမှုပေါ်လာတဲ့အခါကျတော့နေဗုခဒ်နေဇာမင်းအချိန်ရောက်လာနေဗုခဒ်နေဇာမင်းကဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဟာလားတော်တော်လေးကိုဘာဖြစ်လဲဒီဣသရေလလူမျိုးတွေကိုဝိုင်းပြီးတော့တိုက်အဲ့ဒီအချိန်မှာဣသရေလလူမျိုးတွေကဖမ်းဆီးချုပ်နေခြင်းကိုခံရတယ်ပြောမလို့ဘာဘလို့တိုင်းပြည်ကိုဖမ်းချုပ်သွားတယ်ဒါဘာကြောင့်လဲဆိုတော့အခုကဗိမာန်တော်မှာမတင်တဲ့အပြုအမူတွေမပြုတ်ထိုက်တဲ့အကျင့်တွေဘုရားခင်ပြောထားတဲ့အရာစန့်ကျင်ပြီးတော့ပုံကန်တဲ့အတွက်ကြောင့်ဖြစ်။အဲကြောင့်ယနေ့ကျွန်တော်တို့ရဲ့အသက်ကရှင်ဘိုးတို့ကဘာပြောလဲဆိုမသိကြဘူးလားတဲ့မင်းတို့ရဲ့ကိုယ်ခန္ဓာငါတို့ရဲ့ကိုယ်ခန္ဓာကဘုရားခင်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတော့မသိကြဘူးလား။ကဲသိတယ်ဆိုလို့ရှိရင်ဘာလို့ပါရှင်မကူထဲမှာဘာပြောလဲဆိုတော့ငါရဲ့ဗိမာန်တော်ကိုတဲ့ Den of Robbers အများတွေရဲ့နေရာတပ်ဖွဲ့မင်းတို့ထားကြတယ်ဆိုပြီးတော့ဗိမာန်တော်တဲကနေပြီးတော့မောင်းထုတ်တာကိုတွေ့ရတယ်ဒီနေ့ဆိုလိုချင်တာကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဒီဟူသောဒီဘုရားရှင်ရဲ့ဗိမာန်တော်ကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်စောင့်ရှောက်ဖို့ရည်ကြည်တယ်ကောင်းကောင်းမွန်မွန်ထိမ့်သိမ့်ဖို့ရည်ကြည်ဒါကိုဘယ်လိုထိမ့်သိမ့်မလဲဘယ်လိုစောင့်ရှောက်မလဲဘုရားခင်ချမှတ်ထားတဲ့ဤဥပဒေတကိုလိုက်လျှောက်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ဗိမာန်တော်ကြီးကိုကောင်းကောင်းမပြုတ်ကလေးမပြတ်စီအောင်ထိမ့်သိမ့်ရမှာဖြစ်တယ်ဒါကြောင့်ယနေ့မနက်မှာဆိုလို့ရှိရင်တော့ချစ်တော်ကျောင်းသူကျောင်းသားညီကိုမောင်နှမဆရာသမားမိဘအားလုံးမိမိရဲ့ကိုယ်ခန္ဓာမိမိမပိုင်ဘူးဒီကိုယ်ခန္ဓာကြီးကိုကျွန်တော်တို့စောင့်ထိန်ရမယ်ကျွန်တော်တို့စောင့်ထိန်မှုကပြက်ကွက်သွားမယ်ဆိုလို့ရှိရင်ဖြစ်စီခြင်းပြတ်တုံခြင်းခံရပါလိမ့်မယ်ဒါကြောင့်ဒီမနေ့ဆိုလို့ရှိရင်တော့မိမိရဲ့ကိုယ်ခန္ဓာကိုဘယ်လိုစောင့်ထိန်မလဲဆိုပြီးတော့ဆက်လက်ပြီးတော့သင်ခန်းစာတွေယူရမယ်ဟာလားအခြေအနေသင်ခန်းစာယူရမယ်အတိုင်းအတာတွေသင်ခန်းစာယူရမယ်အရာတွေကျွန်တော်တွေ့ရမှာဖြစ်တယ်။ကျောင်းမှာလည်းသင်ကြားသလိုဒီပါမတ်ဆိုင်ဒီပါမတ်တိုင်းဆိုင်ရာမှာလည်းပဲနီးတွေလမ်းတွေပြသွားတာတွေ့ရလိမ့်မယ်။
ဒါကြောင့်ဝိညာဉ်ရေးဒီပထမဖြစ်တယ်လို့ကျမ်းမာရေးဒီလည်းပဲပြန်လည်ပြီးတော့ပါဝင်လာတယ်ကျမ်းမာအောင်နေထိုင်ပြီးဤစနစ်ဒီလည်းဘုရားတကအလိုတော်ရှိတယ်ဤစနစ်ဖြစ်တယ်အဲကြောင့်မလို့မိမိတို့ဘယ်အရာကိုဦးစားပေးနေတယ်လဲမိမိတို့ဘယ်အရာကိုဖောက်ဖျက်နေတယ်လဲဆိုတာကိုမိမိပါနေမိမိပြန်လဲသုံးသပ်ဖို့ပဲအရေးကြီးပါတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ရဲ့ဘုရားတခင်ပြောထားတဲ့အတိုင်းပဲမိမိကိုယ်ကဗိမာန်တော်ကိုကျမ်းမာအောင်စောင့်တင်ကြပါစို့ကြောကြခြင်းလည်းပဲညီကုန်းချုပ်ပါတယ်အားလုံးပေါ်ဘုရားတခင်ကောင်းကြီးချပေးပါစို့ မြတ်တန်ရှင်ရဲ့အာရုံချစ်တော်တော့ပါကောင်းမွန်စွာအိပ်ပျော်တော့အခွင့်ကိုပေးပြီးကိုခြေစတင်ပါပြီတို့ပြင်ကောင်းမွန်စွာနှုတ်ထားတဲ့အခုဒီကျမချင်းအစီအစဉ်လိုက်ပေါင်းရတော့အခွင့်ကိုပေးပြီးကိုခြေစတင်ပါပြီနှုတ်ကပတ်တရားတော်၌စာသင်တန်းဟောပြောသွားပြီးအတိုင်းတာပြီးလို့အသက်တာ၌ဒီဒီခန္ဓာစိတ်ဝိညာဉ်ကိုအကောင်းဆုံးချိန်သိမ်းနိုင်တော့သူတစ်ဖြင့်ကိုရရှိနှုတ်ကပတ်သတင်းစကား၌ပါပြီးအတိုင်းနှုတ်ကပတ်တော်အတိုင်းကိုရပေးထားသောစီမံတိုင်းလိုက်နာတဲ့ကိုရောအတွက်ဘုန်းတော်ထင်ရှားကြောကောင်းမှဖြစ်ဖို့မှားကြတော့နော်ဒီတော်ကြီးနာမတော်အပြင်ဒီလိုမျိုးတောင်းချပါပါ တော့တင်စကားဝင်လာပြီးသွားတဲ့ဆရာကြီးရောအပိတ်ဆုတောင်းပြီးသွားတဲ့ဆရာကြီးလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့အခုမိမိနေရာမှာနေရာပြန်ယူလို့ရပါတယ်ကျမတို့ဖိတ်ကြားထားတဲ့ဒန်သူကြီးများရှိပါတယ်ဒန်သူကြီးများကျေးဇူးပြုရေးခုံမှာနေရာယူပေးစီချင်ပါတယ် ဒီနေ့သူတပြည့်ဒီဒိုင်လူကြီးများကိုလည်းမိတ်ဆက်ပေးချင်ပါတယ်နော်ဒိုင်လူကြီးများကိုမိတ်ဆက်ပေးချင်တယ်ကျမတို့အခန်းကဏ္ဍ၄ခုပေါ့နော်အမှတ်ပေးစီးနေ၄ခုမှာတစ်ခုကို2ယောက်ဆိုတော့အားလုံး8ယောက်ရွေးချယ်ထားပါတယ်အဲ့တော့ပထမစီးမြင့်ကတော့အသက်အဆင့်နော်အသက်အဆင့်ကတော့ပြုမှုမှာညီညာမှုတည့်ရမှုယိုသိမှုစသဖြင့်အဲ့ဒါကိုအမှတ်10မှတ်ပေးထားပါတယ်အဲ့ဒီအတွက်လူကြီး2ယောက်ပြီးတော့ဒုတိယအနေနဲ့ကားတဲ့ခါမှာဆိုလို့ရှိရင်ဒီညီညာရှိမှုမရှိမှုပေါ့နော်အဲ့ဒါက10မှတ်ပေးထားတယ်ပြီးတော့တီထွင်စမ်းသစ်မှုပေးထားတဲ့အတိုင်းမဟုတ်ဘဲနဲ့ဒီဂျာထဲမှာသူတို့ကြိုတင်လဲပြောပြထားတယ်ဒီကားမဲ့ကားကွက်တွေမှာဆိုလို့ရှိရင်မျိုးပုံဖော်လို့ရတယ်တီထွင်လို့ရတယ်ဒီပုံမှာ10မှတ်ပေးထားတယ်နောက်ဆုံးတစ်ခုကတော့ဒီကတဲ့လူတွေရဲ့တက်ကြွမှုမျက်နှာဘေးလေးတွေနော်သူတို့ကပဲပဲလဲဘယ်လိုပုံစံနဲ့ကလဲတက်ကြွရှိလားနော်ရွှေလန်းရှိလားမျက်နှာပြုံးသလားစသဖြင့်နော်ဘလောက်ပိုင်နိုင်တယ်နော်အဲ့ဒီပုံမှာဒီလိုဆင်မှတ်ပေးထားတယ်အားလုံးမှတ်40နော်ဒိုင်လူကြီးတယောက်စီကနေပြီးတော့မှပေးသွားမှာတစ်ခုကို2ယောက်ပေးပါတော့ဒိုင်လူကြီးများကိုမိတ်ဆက်ပေးခြင်းနဲ့ကျွန်တော်တို့ကျောင်းတော်ကြီးကဆရာသမားများအပြင်နော်ကျွန်တော်တို့အပြင်ကဧည့်သည်များကိုဖိတ်ကြားထားတယ်နော်အဲ့ဒီဧည့်သည်များကိုလည်းကျေးဇူးပြုမိတ်ဆက်ပေးခြင်းနဲ့နော်ကျေးဇူးပြုကျွန်မနာမည်ခေါ်တဲ့အခါမှာဆိုရှင်မတည့်ရပေးဖို့အတွက်နော်ပထမဆုံးဒိုင်လူကြီးအနေနဲ့ဟိုမှာအင်ကြီးအပြာရောင်ဘောင်းမီအပြာရောင်နဲ့ထိုင်နေရအောင်နော်ဆရာမဒေါ်တန်းဆွေလေးဖြစ်ပါတယ်ကျေးဇူးပြုနော်လက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်နော်ပညာရေးတက္ကသိုလ်ရဲ့အငြိမ်းစားနော်ပဋိကဖြစ်ပါတယ်ဒုတိယတစ်ယောက်အနေနဲ့အပြင်ကနေဧည့်သည်တစ်ယောက်ဖိတ်ထားတယ်ဆရာကြီးဦးမျိုးအောင်နော်ကျေးဇူးပြုမတက်ထားပါကျေးဇူးတင်ပါတယ်ကတော့စိုက်သိပ္ပံပေါ့နော်စိုက်ပျိုးနဲ့သိပ္ပံနည်းပညာဒီငောင်မြမှာဆိုလို့ရှိရင်အမျိုးသားပေါ်တာအုပ်အနေနဲ့နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့သူတို့အငြိမ်းစားယူသွားပါမယ်နော်ဆိုတော့ဒါကျွန်တော်တို့တငယ်ချင်းတွေပဲဖြစ်ပါတယ်လာရောက်ပြီးတော့အကူအညီပေးတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်ကြိုလည်းကျေးဇူးပါတယ်နော်ပြီးတော့ဆီယမနန်စီတင်နော်ကျေးဇူးပြေမတတ်ထားပေးပါကျေးဇူးတင်ပါတယ်ဆီယဘာလာတစ်ကဆိုင်ဦးမျိုးစောထိုးဆိုင်ဦးဆောလမွန်ဆိုဆီယမဆာမူခေါ်ဆာမအိတီဗီဝင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုချိန်ကမှစပြီးတော့အစီအစဉ်ကိုဆိုလို့ရှိရင်စတင်မှာဖြစ်အဲ့တော့ပထမဆုံးအနေနဲ့ကောင်းလူကျောင်းသားများမပြိုင်ပွဲမွေခင်မှာဒီတချင်းကိုဆိုလို့ရှိရင်ဒီကောက်ကလပ်ကိုဆိုလို့ရှိရင်နော်ဆရာမ
ဒီကနေပြီးတော့ကျောင်းသူကျောင်းသားတွေအတွက်နမူနာယူစရာပေါ့နော်သူတို့လည်းအားကြမခံနော်ဒါ promotion လုပ်သွားမှာဖြစ်ပါတယ်နော်ဒါကတော့အမှတ်ပေးချင်မလို့နော်အမှတ်ပြည့်ရပြီးသားပဲဆိုတော့အခုချိန်ခါမှာဆိုလို့ရှိရင်နော်အားလုံးကိုဆရာမတွေကိုဖိတ်ခေါ်ပါနော်ဆရာတော့မပါဘူးဆရာမတွေပဲနော်ခင်စံတဲ့ဥစားပြီးတော့သူတို့ပြင်ဆင်ထားတာကိုအားပေးကြဖို့နော် Remember to move to your left when we move to our right. And when we go to our left, you move to your right. Let's start with a push and reach. Di ni ama swing ကျွန်တော်တို့ဆရာသမားများကအရင်ဆုံးဒီ aerobic exercise မပြိုက်ခင်မှာကပြသွားဖြစ်ပါတယ်ဆရာသမားများကပြပေးတဲ့နောက်ပိုင်းမှာ swing ကျွန်တော်တို့နေ့အလိုက်ကပြရှင်ပြိုက်သွားတာဖြစ်ပါတယ်ပထမဆုံးမှာ swing first year ကျောင်းသူကျောင်းသားများရှင်ပြိုက်ကပြပြီးတော့ဒုတိယမှာ swing second year ကျောင်းသူကျောင်းသားများကရှင်ပြိုက်ကပြသွားတာဖြစ်ပါတယ်တတိယမှာ swing တာရကျောင်းသူကျောင်းသားများကပြပြီးတော့စရုပ်ထားနောက်ဆုံးမှာ swing for year ကျောင်းသူကျောင်းသားများကရှင်ပြိုက်ကပြသွားတာဖြစ်ပါတယ်ဒီပြေပွဲပြီးတဲ့နောက်ပိုင်းမှာ swing လဲဆိုပြီးပွဲလဲရှိပါတယ်ကြိုးစားထုတ်ဖို့ရဲ့ရလကခဏလေးကြိုင်ပြရတော့မှာဖြစ်ပါတယ်ကျွန်တော်၄ဖွဲ့စလုံးရှိတယ်အမပေးစီမီကတော့အတက်စိန်ကာရပြုမှုက10မှအညာမှု10မှတီထွေစံတိမှု10မှလက်နာပေးလုံးဆောင်တဲ့ကြောင့်မှု10မှစုစုပေါင်းမှာဆိုလို့ရှိရင်ဒါကပေးထားတာရှိတယ်အဲ့တော့ဖွဲ့၄ဖွဲ့ပါဝင်သွားတယ် first year second year third year fourth year စတုံးထနေရနေစကြညာတော့ဖြစ်ပါတယ်ရောက်ပြီစတုံးထနေရကိုရရှိသွားတဲ့အဖွဲကတော့ဝိသက်ရဖြေပါဖြစ်မယ်โอเคစတုံးထနေရကိုရရှိသွားတဲ့အဖွဲကတော့သတိရဖြစ်ပါမယ်ရပါကြည့်မယ်မဟုတ်လည်းကျန်နေမဟုတ်ဘူးโอเคမဟုတ်လည်းကျန်နေမဟုတ်လည်းကျန်နေပါโอเคဒီမှာရှိတယ်ဒီထဲမှာလက်ဆောင်ရှိသေးတယ်ပြီအိုးစုလက်ဆောင်တွေအများကြီးပဲနော်ဒီနိုင်တယ်နဲ့မာမီဆိုင်ရုံဒီဘက်တင်ပါလေ You now move to step number 2. Keep moving. Listen to the rhythm. Move with the beat. တတိယစုကိုရရှိသွားတဲ့ဖွဲ့ကတော့ first year ဖြစ်ပါတယ် ဟာလက်ကိုဒီလက်ကိုဒီပဲဟုတ်ပါပြီဒီမှာလည်းမဟုတ်တယ်အများကြီးပဲနော်ဒီကျေးဇူးအများကြီးတင်ပါတယ်ဟောပါဝင်ရှိတိုင်းပေးတယ်ကျေးဇူးပေးတယ်တောင်းတောင်းတော့လည်းကျေးဇူးတင်ပါတယ်မအောင်တဲ့ကြားရတယ်နော်ကျေးဇူးတင်ပါတယ်မလေးဟာတကယ်ကြီးနဲ့ပြန်ရှင်းနော် second place ဒုတိယနေရာကိုရရှိသွားတဲ့ဖွဲ့ကတော့ဘာဖြစ်မလဲ fourth year ဖြစ်ပါတယ်ဟုတ်ပြီ ကျေးဇူးများတင်တယ်သူတို့လည်းမအားမလက်တဲ့ကြားနေပြီးတော့ဝိုင်းလို့ပြီးတော့နော်ပွဲဖြစ်များအကျုံးနေတဲ့ပြင်ဆင်ဝိုင်းဝင်သွားပြီးတော့သူပဲကျေးဇူးတင်တယ်ပြီးဆရာဆုံးကိုပြနေပြီးတော့ဒီမှာလဲမဆင်းဆောင်လေးကိုရှိနေတယ်အိုးဟေးအပါမရှိတိုင်းလာရဲတောင်းတောင်းများနေတော့သူဆောင်ကြည့်နေပါလေကျေးဇူးဆုံးကိုဒီမှာကျေးဇူးတင်တယ်ဆရာမတွေကြိုးစားနေပါလေပရမနေရာကိုရရှိသွားတဲ့ဖွဲ့ကတော့ second year ဖြစ်ပါတယ်ရုပ်မုတ်တွေလည်းကျန်နေတယ်အပေါ်စုတွေလည်းကျန်နေတယ်နော်ဆရာသမားတွေရဲ့တောင်းဆိုမှုတွေကိုမဖြစ်စီပြီးတော့ပွဲဖြစ်ကြအောင်ပါဝင်သွားပြီးတဲ့ကျောင်းသူကျောင်းသားများနဲ့ဆရာသမားများအထူးပဲကျေးဇူးတင်ပါတယ်
တို့လည်းပြင်မှန်းပါတယ်ဟော activity တွေစများတဲ့ခါကျတော့ကဲစကန်ရဲ့အားလုံးကလေးမလာစုအားလည်းမဟုတ်ကျွေးလို့လားမသိဘူးလားဟုတ်တယ်မဟုတ်ကျွေးမလို့တဲ့ ကျွန်တော်တို့ပြပွဲတွေပြရကမှာဆိုရင်တကြောင်လုံးစစ်သမားများကြောင်သူကြောင်သားများအားလုံးအတူတူကဒီ exercise ကိုကြာသွားတာဖြစ်ပါတယ် စစ်သားတွေနံပါတ်ရီးပြီးလိုက်ရင်တော့ဒါပြီးပါပြီပြောလေးနဲ့ရီးပြီးတော့နော်ဟုတ်ပြီဒါကတော့လုပ်နေတာပဲဒီမှာလဲတော့ Listen to the rhythm. 2 count it 1 2 3 4 1 2 1 2 3 4 1 2 1 2 3 4 1 2 count it Hey, Yobi. Nakaya chalere. Two. Come on. Yobi, nakaya chalere. Abaya. No, nebu dema change to roll. Look like that. Yobi. 1, 2, 3, 4. 1, 2, 3, 4. 1, 2, 3. Now so man. Bill. Yeah, we'll be a chico. 1, 2, now 1, 2, 3, 4.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  Yeah, hobby. 2, 3. Jump. 1, 2, 3. Honey, okay. 1, 2, 3, 4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 . 1, 2, Let's just 3, 4. Let's go, Saname. 3, 4. 1, 2,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  3, 4. Keep moving. Okay, keep moving. Biro baba, đó mà mất cái lệ tia vì nó sự cố thay thay cho thằng phi qua mà phi để cho lâu và sẽ bị cục vào nè. To the side. Sit with me. Okay, breathe in, Hopi, very good, very good. Okay, breathe in. That's so well. That's so well. just me မိုက်တယ် Ready. Blow. Okay. Balance. Other side. Yeah. Arm lock. Change. Elbow. Breath. Blow.အားလုံးကျေးဇူးတင်ပါတယ် high five လေးကြပါဦးဆရာသမားတွေနဲ့လည်းလက်ဆောင်တင်ထားပါတယ်ကျေးဇူးတင်မပြတ်သေးပါနဲ့ဦးနော် ဒါကတော့ကျွန်တော်တို့လှုပ်ဆောင်ချက်ပရမပိုက်ဖြစ်ပါတယ်ဒုတိယပိုက်လည်းရှိပါတယ်